Hello အားလုံးမင်္ဂလာပါကျွန်တော်အခုပြောရမယ့်ချက်ကအပိတ်နှစ်မှာအပိတ်မနက်ညပေါင်းမနက်ညရအပိတ်မှာပေါဝါဖြစ်တယ်ဆိုရင်ဘာလိုက်ရမယ်ပေါ့ break တစ်ခုရှိတယ်အဲ့ဒါက3 break ပေါ့နော်3 break လိုက်တယ်နောက်တစ်ပတ်မှာပိတ်ရပါတဲ့ပတ်တွေအဲ့လိုမျိုးပိတ်ရ2ရက်လောက်ပါတဲ့ပတ်တွေပါတော့ထင်မတွက်နဲ့ပေါ့နော်ဘာလို့အဲ့ဒါကတိတ်ပြောဟိုမှာဖြစ်ဘူးပေါ့နော်ဘာလို့ဆိုတော့ရက်အပြည့်မစောရတဲ့ပိတ်ရပါအဲ့လိုမျိုးပိတ်ရပါရဲ့ဟာဆိုရင်တော့မယူတာကောင်းတယ်ပေါ့နော်အဲ့ထက်မှာတော့2ချိန်4နှစ်တွင်မှာ2ချိန်ပြတ်ထားရပေါ့နော်3 break လိုက်တယ်3 break ကိုမှတော်တော်များဒါပိတ်ရပါရဲ့အပတ်ကလွှဲရင်အချို့ပိတ်ရပါရဲ့ပတ်တောင်လာတယ်ချို့အဲ့မျိုး2ရက်လောက်ပိတ်တယ်3ရက်လောက်ပိတ်တယ်ဆိုရင်တော့ပြတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကတိတ်ပြောကိစ္စမရှိဘူးလုံးဝရက်အပြည့်လာတယ်ဆိုရင်နေ့ဒီမှာဒါ3 break ကမှပြတ်ထားဘူးပေါ့နော်အဲ့ကြောင့်မို့ဒီမူကလိုက်လို့ရတယ်ပြီးတော့ဘာတွေ့သေးလဲပေါ့နော်တစ်ချက်တကယ်လို့တွေ့ခဲ့ရင်မှန်ပြီပါအောင်ကျွန်တော်တို့ဒီမှာတော့ break တစ်ခုပဲရှာထားရပေါ့နော်ကျွန်တော်အခုလိုမျိုးတင်ပြတဲ့ဗီဒီယိုမျိုးလေးစိုက်တက်မယ်လို့လည်းယုံကြည်ပါတယ်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုကြားနေတဲ့ဆိုရင်ကျွန်တော်ဒီတင်ပြတဲ့ဗီဒီယိုလေးကြားနေတဲ့ဆိုရင် like and subscribe နဲ့ channel လေးအပေးပါအောင်နောက်လည်းဒီလိုမျိုးစိတ်ဝင်စားရကောင်းတဲ့မူတွေကိုလည်းကျွန်တော်ရှာပြီးတော့အများကြီးတင်ပြပါမယ်